တို့ကလေအတန်ရန်ကောင်းတယ်သူကျွန်တော်เนี่ยစိုးနေကြပြီစိုးနေတာမြင်နေရတာဟောမြင်တော့မောင်လေးရဲ့လို့နေစိုးစမ်းမှာလို့ချင်းလုံစမ်းမှာဆိုမလုပ်ဘူးလေဘူးတွေကတိုက်တယ်ရွာဝင်လန်းကလေးအမသားတိုက်တော့ကျွန်တော်ကနေဘက်ကိုသွားပြီးတော့အဲ့ဘယ်နေနေလို့ပြောခံရတယ်ခဏခဏဖုန်းဆက်ပြီးလဲမှန်ခံရတယ်ကျွန်တော်နဲ့တွေ့ပြီဆိုလို့ရှိလို့ကျွန်တော်အမတကယ်ကိုမောင်လေးလိုလေးမိသားစုတားပွဲထုတ်တာလာလဲပြီးဆုံးနဲ့တော့လာအောက်မှာမန်းတော့ကို့အမလာလို့ဆိုပြီးတော့ကို့အမမြင်လို့သွားပြီးတော့နှုတ်ဆက်တယ်အဲ့စင်မောတင်းပြီးတော့အဲ့လိုတချင်းတွေပါဆိုခိုင်းအမအရင်ကတည်းကအဲ့လိုအားပေးတယ်ဆွဲမက်ရဆုံးလင်းစားတဲ့ဖိုးထိုက်တဲ့ရတနာနန်းထိုက်တဲ့အစံတစားမှုနဲ့တက်တဲ့လူတွေကထူချပြီးခန္ဓာတဲ့ကောင်းဆုံးတော့လိုက်ထူချပြီးခန္ဓာတဲ့ကောင်းဆုံးတော့လိုက်ရောင်စုံချက်အိမ်မတွေ့ရွှေရောင်လို့တောက်ပါစီမယုံကြည်စိတ်ချရဆုံးထာဝရဝိစင်ဒီနေ့ရှိတယ်လေးအကြောင်းဆိုတော့ဟိုဝေးလို့ပေါ့နော်ဟိုညီလေးမင်းသက်ကရေးပြီးတော့အမနဲ့ကျွန်တော်နဲ့ပေါ့စုံတွဲလေးလာပြီးအမနဲ့ကျွန်တော်နဲ့စုံတွဲတချင်းလေးအမနဲ့ဟုတ်တယ်လေအမနဲ့ကျွန်တော်နဲ့စုံတွဲတချင်းလေးလာရိုက်တာပေါ့အညာသားနဲ့မြို့ကြီးစုဆိုတဲ့တချင်းလေးပေါ့သူတို့ကလေအတန်ရန်ကောင်းတယ်သူကျွန်တော်เนี่ยစိုးနေကြပြီစိုးနေတာမြင်နေရတာဟောမြင်တော့မောင်လေးရဲ့လို့နေစိုးစမ်းမှာလို့တချင်းလုံစမ်းမှာဆိုမလုပ်ဘူးလေအခုမှဘာလဲကိုရဲ့ပြပြမှာအမဟဲချင်းနေတာအရန်ကောင်းတယ်လို့ပါဆိုလို့လူအားရှိလို့ရှင်လည်းပြောမှာလို့ဆိုလေဆရာပညာဟန်တို့ဒါဆရာပညာတပည့်ဆိုတယ်မမဟုတ်လေဟုတ်တယ်မဆရာတပည့်လေအရင်ကဟိုတော့ကလည်းအတူတူသွားအတူတူလာကြတာလေဆရာတပည့်တွေဆိုတော့လို့ပါလားလို့နေလို့ဖြစ်မှာလို့ဆိုတော့ဟုတ်တယ်အမတားတိုက်တော့လားကျွန်တော်ကနေဘက်ကိုသွားပြီးတော့မလုပ်ဘဲနေနေလို့ပြောခံရတယ်ခဏခဏဖုန်းဆက်ပြီးလဲမှန်ခံရတယ်ဟိုမပါဘူးသူမျိုးသူဖြစ်စေချင်တာဟိုဖြစ်စေချင်တာလေကိုမောင်ကိုအဲ့လိုဖြစ်စေချင်တာတန်လေးကောင်းတာလေအဲ့လိုလေးနဲ့အမရဲ့အပေးမှုကြောင့်လည်းပါတယ်ပြိတ္တကြီးအပေးမှုကြောင့်ပြိတ္တကြီးအော်ကိုဝဲပြီဟုတ်တယ်နော်ပြိတ္တကတိကလေပြိတ္တအမပေးတော့ဆိုရင်တော့စိတ်မပါတော့ဟုတ်တယ်မမတို့ကကျတော့သူတို့ရွာမှာသွားဆူတာလေဆရာပညာတို့နေတဲ့နေရာကျောင်းတယ်မကွေးမှာသွားဆူနေနေပြန်တွေ့တာမောင်လေးတို့တင်ပေါ်လည်းမဆူရလဲသူတို့ရှိမှလည်းသူဆူနေတာတွေ့တော့လေအပြင်မှာဆူတာတွေ့တာပေါ့တွေ့တယ်ဟုတ်တယ်ပွဲတွေပါတွေ့ပြီဆိုလို့ရှိရင်အမအောက်တခါလေးတို့မကွေးမှာလေရွှေဟိုပါအလူလောက်တော့လေအမမသိဘူးအောက်ကနေကျွန်တော်အဆပိုင်းတာပါသိရလေဟိုလေကျွန်တော်အမမသိအောင်ဆိုပြီးတော့လာကြဆိုင်ကယ်လေးနဲ့လာပြီးဟဲ့တဲ့ငါမလာမိုက်ကြီးအင်တာဗျူးနေတာနော်ဟဲ့တဲ့မိုက်ကြီးနဲ့ဒီလားလမ်းပြီးတော့လာငါမောတချင်းဆိုအဲ့လိုပွဲထုတ်တယ်ပေါ့နော်အမတားပါပြီတာကျွန်တော်နဲ့တွေ့ပြီဆိုလို့ရှိလို့ရှိရင်ကျွန်တော်အမတကယ်ကိုမောင်လေးလိုလေးမိသားစုလိုတားပွဲထုတ်တာလာလဲပြီးစုံနဲ့တော့လာတာအောက်မှာမန်းတော့ကို့အမလာလို့ဆိုပြီးတော့ကို့အမမြင်လို့သွားပြီးတော့နှုတ်ဆက်လိုက်အဲ့စင်မောတင်းပြီးတော့အဲ့လိုတချင်းတွေပါဆိုခိုင်းအမအရင်ကတည်းကအဲ့လိုအားပေးတယ်အခုလဲဇုံတွဲလေးအဲ့လိုလှုပ်ပေးလိုက်တော့လေအမတို့တကယ်ကျေးဇူးလည်းတင်ပါတယ်ဘယ်လိုပြောမှန်းကိုမသိဘူးတင်ခံကျွန်တော်မပေါ့နော်ဟိုအနုပညာမောင်နှမတွေဆိုတော့အမတယ်မဟုတ်ဘူးကြီးမေရပါကြီးမေရအောင်နော်ကြီးမေရတားအခုဒါကြီးဆိုလို့ရှိရင်ကြီးမေသူကိုယ်တိုင်လှုပ်ပေးတာရုံးကန်ခဲ့ရတော့လေကိုဒီခစ်ကလွယ်တယ်လေနော်အနုပညာတော့လွယ်တယ်လို့ထင်တာပဲနော်မတို့ခစ်ကကြတော့လေနဲဒီနေရာလေးရောက်ဖို့အတွက်တော်တော်စူးစမ်းခဲ့ရတော့ကိုချင်းစာနာတယ်ပေါ့နော်တမျိုးစီပေါ့အခုခစ်ကြတော့လည်းများတယ်ရောက်ဖို့အတွက်ကိုခက်ခဲတူပါပဲဟိုနည်းနည်းဟိုအများတာနဲ့နေတာနဲ့ပဲကွာသွားတာလေနော်ဆိုတော့များတာနဲ့နေတာနော်မြန်မာတန်တွေများလူငယ်လေးတွေများဆိုလေကိုရီမြန်မာတန်ပြောလေပဲဘာဖြစ်လို့လဲဆိုတော့ကိုမြန်မာတန်တွေအများကြီးဟုတ်တယ်အခုဆိုငယ်လေးနေလေမြန်မာတန်လေးအများကြီးဆိုတာပြောစရာကောင်းတယ်လေဘာပဲပြောလိုင်းပေါ်မှာဘယ်လိုပဲတွေ့လေအခုမြန်မာတန်တွေတော်တော်များများကျွန်တော်တို့မြန်မာတန်လေးနေရာလေးတွေဟိုပေးလိုက်နော်မိုင်နော်တော်တော်ကိုပဲပေးလိုက်ဟိုတော့ဆိုလို့ရှိရင်လေတောမှာပဲဟိုသူတို့ကဒီမြန်မာတန်ပဲဆိုရလားအဲ့လိုပုံစံမျိုးဖြစ်အခုကတော့ဘယ်မှာပြနော်မြန်မာတန်ပဲဒီနာလေးချစ်စရာလေးငယ်လေးနဲ့အဲ့လိုဆိုကြတာလေအများကြီးပဲအဲ့လိုလေးတွေ့ရတော့ကျွန်တော်တို့ line လေးဝမ်းသာတာပေါ့နော်တကယ်ဝမ်းသာတယ်နောက်လေးလိုမျိုးတွေတခုတက်လာဥပါဟောနော်မစုံတယ်လေးဆိုချင်တယ်လုံးနေဟိုအချိန်လုံးတွေကကိုကမနေ့ဖြစ်အတွက်ကြောင့်အချိန်ကြီးပဲကိုမောင်နှမတွေဟုတ်တယ်မောင်လေးဇေလေးထုံးမှမဟုတ်ဘူးဒီပညာမောင်နှမတွေအကုန်လုံးဒီနေရာကိုတက်လှမ်းတဲ့သူဒီမှန်သမျှအမတို့ကကျိုးဆိုတယ်ဝက်ကမယ်ဘာပဲဆိုတော့သူတို့အဲ့လိုစိတ်ဝင်စားတာကိုပဲကျေးဇူးတင်နေရမှာနော်ဒီမှာလေနော်တော်တော်လေးသားတာပေါ့ကိုမကြီးအခုလေးသားဆိုမနေ့ကဆိုလို့ရှိရင်ကျွန်တော်တရှင်းဆိုဖို့ကအသွားတယ်အမလဲဆိုလဲပထမတော့ကိုကလည်းကိုဆိုတော့ဘယ်ဒီလဲဆိုလို့ဆိုမှဆိုချင်တိုင်းဆိုနေအမလဲဆိုလဲဘာလို့လိုက်ဆိုမှမသိတော့
အမအရန်ကောင်းတယ်လေကောင်းတော့ကျွန်တော် မဟုတ်ပါဘူး ဟုတ်ထုတ်တယ်မကြီးအဲ့ကျွန်တော်တကယ်ဘလို့မှကိုအဲ့နောက်ကြတော့အမစီကနေကမှပြန်ပြီးတော့သူအမဆိုလိုက်တဲ့ဟိုလေတန်းနဲ့ပြန်ပြီးတော့ပထမတစ်ပိုက်ကစအကူကရင်ဝင်ရမှာအကူဝင်ရမယ်ဟာမဝင်ရဲလို့ကိုအမဆိုပြီးကမှကိုဝင်ပြီးတော့ကိုပြန်ပြီးတော့အဲ့လိုဆိုရတာအကုန်မှာအဲ့ကြမှာဟိုမူလဲပါသွားတယ်တကယ်အတွေ့အကြုံပါမောင်လေးရဲ့အဲ့ဟိုအမဆိုမှမဟုတ်ပါဘူးအမတို့လည်းဆရာပညာတို့နဲ့ဝါကြည့်ပြီးဆိုကိုလက်တွေတောင်းလို့သူနဲ့ဆိုတဲ့အချိန်မှာအဲ့လိုပဲမောင်လေးရဲ့အဲ့နောက်ကျတော့သူအတွေ့အကြုံလေးနဲ့ပြီးလို့ရှင်လေပြတော့ဆရာတို့နဲ့ဆိုတော့လည်းဒီလိုပဲဒီလေငါဘယ်တော့စဝင်ရမလဲမသိဘယ်လိုလုပ်ရမလဲမသိအဲ့လိုချိုးတွေကိုပြန်တာသူတို့ကချိုးမပြန်ဘူးကိုရီးယားချိုးတွေကိုပြန်တာအဲ့လိုငါဆရာတို့လည်းတင်ပြီးတော့လေဒီတချင်းလေးလည်းဟိုထွက်လာလို့ရှိရင်နားထောင်ပေးကြပါအောင်လို့ဟိုအားပေးကြပါအောင်လို့ဘာလို့လဲဆိုတော့အမဆူထားတာတော်တော်ကောင်းတယ်ကျွန်တော်တော့အသွားတယ်ကျွန်တော်တို့မှာအခက်အခဲလေးတွေရှိတာလေးတခုရှိသွားတာပေါ့နော်ကီးချိန်တာလေကီးလေးတွေပါလေအလိုဟာပြတ်သွားတာလေးတွေချိန်တာတောင်းမှန်ပါတယ်ကျွန်တော်တို့လှုပ်တိုက်လေးလူအဲ့ဒါကီးချိန်တာဆိုရင်မဆရာတွေကဟိုဂီတာမှုကတခြားလုပ်ပေးပါတယ်ဟိုနည်းနည်းဟုတ်တယ်နည်းနည်းလွဲသွားပါနားလည်မှုလေးဆိုကိုကိုယ်မချင်းရတဲ့အတွက်ကြောင့်ဖုန်းနဲ့ပဲချင်းရတယ်ဖုန်းနဲ့ချင်းလိုက်တော့ကြတာအဲ့ဒါလေးလွဲတော့မလွဲပါဘူးကောင်းပါတယ်ကောင်းပါတယ်အဲ့လိုလေးပေါ့နော်ကောင်းတယ်နေရသူတွေကအရန်စိုးနိုင်တယ်ဘာပဲဖြစ်နေသူအကွေးမကွေးနော်မတော်တော့မကွေးတာနော်မကွေးများတော့ဖြစ်အဲ့ကအစိုးတော်ကြီးတွေအများကြီးထွက်တယ်လေဘာနေလို့ဆရာပညာတို့ဟုတ်လားဟောင်းသူအများကြီးထွက်တယ်လေဟုတ်လားဟုတ်တယ်နိုင်ငံကျော်အာသူတို့အဲ့လိုချိန်ရေမြရရှိပြီးသားဆိုတော့ကတွေ့ရတယ်လေကွေးနေတယ်မှာတော့အော်ဆိုးနေဟုတ်တယ်ဆိုတယ်ဟိုအမနဲ့ဆိုးနိုင်တာတော့အမနဲ့စတူဒီယိုရောက်ခါမှာအမလဲဆိုလဲကျွန်တော်အားသွားအဲ့ဒါကိုလည်းသူနေဆိုတာဟုတ်တယ်နော်ငါ့ကိုဆိုပြတော့အိုက်တယ်မဟုတ်ဘူးဟုတ်တယ်အဲ့လိုလေးကိုဖြစ်တယ်တခါလေးအဲ့လိုလေးဟိုဘလူးမန်းကိုပြစ်ပြီးဆိုတာပြစ်ပြီးဆိုနေကြဆိုတော့လေကီးကဟိုမဖြစ်တဲ့အခါကျတော့အဲ့လေးကီးနေသွားတာကီးနေသွားတော့အဲ့ကီးရထက်မြင့်လဲမြင့်လို့မလွယ်မရတော့လေဟိုအခုစားဟိုမိန်းကလေးပတ်နဲ့ယောက်ျားလေးပတ်နဲ့မြတ်အောင်လုပ်လိုက်တာဆိုတော့ဘလို့ပဲပြပြအခုစားလေးလဲအတိုင်းသားလေးတစ်ခုဒါအပြင်မှာတရားရဲဆိုလို့ရတယ်ဟုတ်ငါစူပြလိုက်မယ်နော်ဟာစူပြလိုက်အေးပြီးရောမင်းတော်ရှိတယ်စူပြလိုက်တချင်းတကယ်လားတကယ်ပါအေးပြီးရောစူပြလိုက်ရတယ်ဘလို့အကြောင်းလေးကြောင်းဆိုတော့မလုတ်ပြစ်တာပေါ့နော်အခက်ခဲတွေပေါ့ရှိအခက်ခဲအများကြီးရှိရလေကိုကြီးတို့ကအခုကိုတို့ကနေကနေတက်ရမယ်ဆိုလို့ရှိရင်ကိုအဲ့ဒီတော့တချင်းတစ်ပုတ်လို့ဆိုတော့ဟုတ်တယ်လေကိုမာရက်အခုကနည်းနည်းအဆင်ပြေရလေကိုတို့ကအဆင်မပြေဘူးလေအဲ့လိုရှိသေးတယ်အဲ့လိုဟိုဘာကြောင့်ညာကြောင့်ပြောမှာမဟုတ်ဘူးအဲ့လိုတခုလောက်တာမလွယ်ဘူးအခုဒီပေါ်မှာဒီမှာနော်ကျွန်တော်တို့ပဲဒီမှာဆိုတိတယ်ပိုင်ဟုတ်တယ်တကယ်လေဟုတ်တယ်အဲ့ဒါကြောင့်လို့လဲဟိုဘလို့ကိုပြောမှန်းကိုမသိမာရက်တကယ်ပါမာကြီးတယ်မဟုတ်ကြီးမီတော့ကြီးမီနေပါနဲ့ဒါပါကြီးမီရဆိုပူတော်ပူသေးတယ်မာကြီးတယ်ပူကြီးမီရဆိုအားဖြစ်စီခြင်းလားကျွန်တော်အခုဟိုအကောင့်တွေပေါ်လိုက်နိုင်တော့အခုဒါလေးအကောင့်တွေပေါ်လိုက်နိုင်တော့နည်းနည်းဝမ်းသာတော့တော်တော်လေး ED ဖြစ်မိကိုပူလေဟောလေးဆိုတာဘာမှတွေ့ရလဲဆိုတော့ဆရာပညာရဲ့ဆိုမဆန္နာရဲ့အဲ့မှာလေတာတက်ဆိုတာလေအဲ့ state အဲ့ဒါဟိုမှာလေရှင်9000အမတို့ဆိုဟဲ့ဒီဆိုတော့ကောင်းလိုက်တာလို့မတို့အဲ့လိုနေရလဲတာရဲလို့ဆိုပါလားလို့ဟုတ်တယ်အဲ့ဒါလေတော်တော်ကြာပါနော်ဟုတ်တယ်ကြာသွားတယ်ရှင်9000မဟုတ်ဘူးတော့ခုနှစ်နှစ်လောက်ကြာသွားအမတို့အဲ့ချိန်ကလေဟိုဗလဲဘယ်လောက်ထိဝါသနာပါလဲဆိုရှင်ဟိုဗလဲနေပေါင်းတို့တိန်းတောင်းလားဘာတောင်းလားအဲ့ဒါနဲ့ပတ်ပြီးစူရတယ်ကွအော်ဟာအလူအလှကိုလေအလှကိုကာနေတာပေါ့ကွာမြေဟိုတို့ရန်ကုန်လိုအမြင့်ကြီးမဟုတ်ဘူးအဲ့ဒါနဲ့ပဲဆရာမကြမညာအတန်တွေကိုကြားနေတို့ပတ်စရဟုတ်တယ်ညာလဲစူရမှာဟာဟိုလေတဲ့မနေ့ပတ်စူရလေမြို့သူတို့ရဲ့မြို့ပတ်စူရဆိုတာပဲသူမလိုက်ဘူးသူတို့တွေကမလိုက်ဘူးအဲ့မသွန်းရဲ့အမားတွေရနော်ကောက်ပါဆိုတာအဲ့လိုမျိုး